အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေတို့ရဲ့ဆောက်ရှောက်တွေကဘာလမ်းညွှန်မှုတွေလမ်းပြမှုတွေလုပ်နေလဲမိတ်ဆွေတို့ဒီမှာလက်ရှိဘာတွေဖြစ်နေလဲဆိုတဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ဗျာလက်လုံးမှာအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်တွေဒီတော့ကရောက်စရာတွေကြုံနေရပါလိမ့်ဒီအခြေအနေမှာတစ်ခါတလေကျွန်တော်တို့ဂျားလူကြောင့်ဖြစ်တဲ့ပြဿနာတွေဒီဂျားလူဝင်ရှုံနေတဲ့အရာလေးတွေကြောင့်စိတ်နှောက်ယှက်လေးတွေဖြစ်နေရတယ်နော်ကျွန်တော်တို့မကြခင်မှာလက်တိုင်းတေးတို့ဘာလို့လဲရောက်လာတော့မှဖြစ်တဲ့အတွက်ကိုယ်ချစ်သူခင်သူကိုရွေးချယ်ထားတဲ့သူရှိတယ်ဆိုလို့ရှိရင်လည်းကိုစွန်စားရဲဖို့လိုပါလိမ့်မယ်စွန်စားရဲတဲ့တတိရှိဖို့လိုပါလိမ့်မယ်ဂျားလူတွေကတော့နောက်ဆက်တာမျိုးကိုယ့်ရဲ့ဟိုဘက်မိဘဒီဘက်မိဘကသဘောမတူတာမျိုးသဘောတူပြန်လို့ရှိရင်လည်းပြိပခါဖြစ်နေတာမျိုးဒါမျိုးလေးတွေကြုံရတတ်ပါတယ်နော်အိမ်အောင်တဲ့တွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အမျိုးသမီးဒီကိုကိုယ့်ရဲ့အမျိုးသမီးဘက်ကမိဘနဲ့ကိုယ့်ဘက်ကမိဘနဲ့ဒီလိုမျိုးပြိပခါဖြစ်နေတာလေးတွေရှိပါတယ်ဒါကြောင့်ဒါလေးတွေကိုဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်မင်္ဂလာရက်တွေကိုသတ်မှတ်ထားတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဒါလေးတွေကိုခေတ္တခဏရွှေ့ဆိုင်ထားဖို့လိုပါလိမ့်မယ်နော်အိမ်အောင်တဲ့တွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်ပန်းတီတစ်လုံးလက်ဆောင်ပေးလိုက်ပါဒါအခြေအတင်ကိစ္စတစ်ခုဖြစ်ပါတယ်ဒီလိုရတဲ့လေးတွေပြုလုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းတားတော့ကြည့်နေတားတော့မေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အောက်မှာဖုန်းနံပါတ်ရှိပါတယ်ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ